တယောက်ကမြေကြီးပေါ်ကရွှေတုံးတွေကိုကောက်ယူနေခဲ့တယ်။နောက်ဆုံးရွှေတုံးကိုကောက်ယူတဲ့အချိန်မှာလက်ထဲမှာဖုံးထားတဲ့ကြောက်တုံးတစ်တုံးကိုတိတ်တိတ်လေးကောက်ယူလိုက်တယ်။အဲ့ဒီအချိန်မှာပဲအရာရှိကသူ့ကိုပြစ်တက်ဖို့အမိန့်ပေးလိုက်တယ်။အဖိုးကကြောက်တုံးကိုမြေမြုပ်မိုင်းပေါ်ပစ်ချလိုက်ပြီးပောက်ကွဲမှုဖြစ်သွားတယ်။အရာရှိကထိတ်လန့်သွားပြီးစစ်သားတွေကိုရှေ့တက်တက်ပစ်ဖို့အမိန့်ပေးခဲ့တယ်။ဒါပေမဲ့မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့တယ်။အဖိုးကတန်အိုးတစ်လုံးနဲ့ကြီးစံအားလုံးကိုကာကွယ်ထားနိုင်ခဲ့တယ်။ထပ်ထိန်နမရကတောင်မင်းကတကယ်ထူးဆန်းတဲ့လူပဲလို့ပြောမဲ့အထိဖြစ်ခဲ့တယ်။အရာရှိကအဖိုးကိုတည်သွားပြီလို့ထင်ပြီးပြစ်ခတ်တာကိုရပ်လိုက်တယ်။ပြီးတော့စစ်သားတယောက်ကိုသွားစစ်ခိုင်းလိုက်တယ်။ဒါပေမဲ့စစ်သားကနီးလာမဲ့အချိန်မှာမြေမြုပ်မိုင်းတစ်လုံးပောက်ကွဲပြီးသူချက်ချင်းတည်သွားတယ်။အရာရှိတွေကဘန်းတစ်ဖက်ကနေစစ်သား2ယောက်ထပ်လွတ်လိုက်တယ်။ဒါပေမဲ့သူတို့3စက္ကန့်တောင်မခံနိုင်ပဲတည်ဆုံးသွားခဲ့တယ်။သူ့စစ်သားတွေတည်သွားတာကိုမြင်တဲ့အခါအရာရှိကအမျိုးသမီးအကျဉ်းသား2ယောက်ကိုရှေ့တိုးခိုင်းလိုက်တယ်။လမ်းရှင်းဖို့အသုံးချခြင်းခဲ့တာပဲ။ဒီအချိန်မှာအဖိုးကလွတ်မြောက်သွားပြီးသားဖြစ်နေခဲ့တယ်။အိမ်မန်းနှွမ်းနေနေတဲ့သူကပျက်စီးနေတဲ့ကားအောက်မှာလှဲချလိုက်တယ်။ဒဏ်ရာကိုခါပတ်နဲ့ချီပြီးကြီးစံကိုဆေးမရှိပဲကိုယ်တိုင်ထုတ်လိုက်တယ်။နာကျင်မှုကအရန်ပြင်းထန်လို့သူမေ့လဲသွားခဲ့တယ်။ရန်သူစစ်သားတွေကခွေးတွေနဲ့အတူသူ့ကိုရှာဖို့နီးကပ်လာနေခဲ့တယ်